ပတ်ဆက်ချီပြီးပြန်မဆက်တဲ့နင်တို့တွေစီကိုပဲတဲ့လာတယ်ဟုတ်ပြီပါပြီအဲ့ဒါပဲအားပဲမကြောက်နေချင်းဒီမပေးငါဂီယာထိုးပြီးဆွဲဖြဲပါနော်ရိုက်ပေါက်ကြီးရွာရဲ့ချစ်ချစ်ရဲ့အုံးလေးလူပြိုင်ပွဲစတင်ကျင်းပပြီးကျင်းပါတယ်ခင်ဗျာဝါဘူးရွာသားအချင်းချင်းအားလုံးချစ်ချစ်ခင်ခင်နဲ့ပဲနိုင်ရသွားတဲ့အသင်းကတော့တောင်းကြီးတော့ညီမတော့ရပါလေအသင်းဟေးအဂျပန်ပြန်လာပြီဟင်းဂျပန်သွားတာဟုတ်ကောဟုတ်လားအိုင်တော့နဲ့တွေ့ရသေးရဲ့ဖေးအိုင်တော့ငါရဲ့နိုင်ငံတကာအတွေ့အကြုံရဒီရွာမှာဂျင်ကန်းလေးပွင့်ကောင်းပါချင်းမရေးကြည့်တာခင်လေအစပဲထိုင်လို့လားခင်ဟောလားလက်တော့ဟုတ်ကြီးသားလေမနေညာတော့ချက်ကုန်ကျုပ်တို့တွေအိုးပြီးပါလို့မင်းတို့တော့အောင်ဆိုဒီညီမတော့အောင်ကိုရှူရမယ်အားလုံးလီယာဘီ ပြူကြီးပူပူနွေ့နွေ့တော့ပြူလာပူလာရေခဲစီလာတီအောင်လာစမ်းကြည့်နမ်းကြည့်အရင်မထိနဲ့ကိုလူဟွန်းတော့ဒါပဲຫນွေမိုးဆောင်ပေါင်းကြည့်မှအကြောင်းသိမယ်အားလုံးဂျပန်ပြန်တကောင်အေးခုတွေကိုဖားကောက်ခိုင်းရတယ်ငါးနိုင်ခိုင်းရတယ်ချက်တူမရှိဒီကောင်မကြီးငါသားကိုချစ်လို့ယူလာလားခိုင်းဖို့ယူလာလားပြောစမ်းမအောင်ယောက်ျားနဲ့ငါတွဲမစားရယောက်ျားတဲ့နွားမတနာရကြောင်များဖြစ်ကြတော့ကျေစင်မြတ်နိုးတန်းစင်ဂျူလိုက်ရွှေတွေလင်းလဲရွှေတွေရမင်းယူလို့ရလာကောင်ခန္ဓာယူပြီးဟိုနေဆူရှိမှာယူနီအီကူမှာမီကူကြီးဆူရှိတို့လည်းပြတာပို့အမြောက်ဝေးဖို့ပါဒီနေမဆိုးကြီးလက်ကအများဆုံးလွတ်မြောက်ပါစေလွတ်မြောက်ခြင်းအောင်ရွာနာရွာမြမစားဆိုတဲ့စကားပုံတော့ခပ်ပြီးလိုပဲတာတာကိုဆွဲငါတို့လင်တွေကထောက်ပြန်နေရပဲဖြစ်ရမယ်ဒီကျမ်းမာရေးမှုနဲ့နင်တို့လင်းနဲ့ညှိနေတာကျမ်းမာရေးမှုကဘယ်သူတော့ကျမပါအဲ့တော့ဘယ်ကောင်နဲ့ဖြစ်နေရလဲပြော3ယောက်စလုံးကတော့တယောက်တစ်မျိုးစီကောင်းကြဟမ်